ဘာဖြစ်တာတော့ဟာကားတိုက်တာဟောငါလမ်းကြောင်းမြန်မောင်းမလို့ဒီချိန်မှာငါဒီကနေကိုယ်ဝိုင်းဘာဖြစ်သွားနိုင်ငါခေါ်လိုက်ပါဗောအဲ့လာအောင်ဆိုဒီချိန်မှာအဲ့နာလေအဲ့လိုဖြတ်ကွေးလိုက်နောက်မနီကောဆိုလို့ဖြစ်အောင်တော့ကအဲ့ကကိုယ်ကိုလောက်တာမဲမခန့်လားဒါဒီမှာမပြတိုက်ပြန်ပြီလားအိုက်ပြန်ပြီဟဲ့ဟာပစ္စည်းပွဲသမားနဲ့ခြုံနေရနေထွက်ကဲပင်နာတော့ကကြည့်တန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 ်ပင်နာကကြည့်ဘယ်လဲအထုပ်ကြည့်နေမှာနဲ့ညာနဲ့အမဲမခန့်လားလဲရတော့မခေါ်နဲ့တော့ကိုနော်တားလုံးပေါအောင်နော်တားလုံးပေါအောင်နော်ဟာမြေဘာစကူဆိုင်ရလို့လဲစားစားတယ်နဲ့လမ်းကောတော့လေပတ်စံပေးပြန်တာဟောဒါပဲရှိအောင်